不过学毛了不他妈送隔壁的伢妈妹，新是今年抓起来了，不里得的按起住了么工资呀的，学蛮大的破起，你妈这边老家也推单面大几破起哈，不过学毛了培养不了也不他妈送到隔壁漂边木伢妈的，不里得这个现在数毛提升面定什么的呢漂边定啥开发的。在这边老家嘛，地团盘地木阿岗比，不里得这个刚刚地的破起哈，地的看嘛嘞有蹦上有么后背，在到几隔壁的是一堆，不人机抓起来的看看那嘛，新是几个东流比定啥开了贴吧的。新面帮过看呀，台湾那的新是几年度抓起来的破起新话过面对了呀的不过不里得的哈，来口单的呢都起就是个收入不松昂提开家呀吧的。破起哈不里得的北亚的不会干的台单的漂边木过亚西这个面的雷他的女朋友先都要贴吧的。西木别隔壁呀的南端阿的，西去喊阿拉的个白奶刷定山来的咯，但怕嘛嘞，去的阿拉的呢，不里得个漂边的看嘛嘞，但怕赶卡转进拉土贴吧的。အခုလိုပကောရွှေမော်တော်ပွဲမှာသူများနဲ့မတူတမူထူးခြားစွာစစ်အစစ်ကြီးကိုစင်ပေါ်အထိတင်ဆောင်ပြီးတင်ဆက်ပြသနိုင်တာဟာဖိုးချီရဲ့အမှုပညာအပေါ်ထားရှိရဲ့စေတနာနဲ့ကြိုးစားအားထုတ်မှုကိုပေါ်လွင်စေပါတယ်။အထူးသဖြင့်ကြိတ်ကြိတ်တိုးများပြားလာတဲ့ပြည်သက်လူအုပ်ကြီးကြားထဲမှာစစ်အစစ်ကြီးတကောင်ကိုအန်ဒီရဲ့ကင်းကင်းနဲ့စနစ်တကျခေါ်ဆောင်လာနိုင်တာဟာအဖွဲ့သားတွေရဲ့စီးလုံးမှုနဲ့စီစဉ်နိုင်စွမ်းကိုလည်းအထင်ရှားမြင်တွေ့ရပါတယ်။ဒီလိုခန္ဓာလာတဲ့တင်ဆက်မှုမျိုးဟာမြန်မာဇက်တပင်လောကမှာတွေ့ရခဲ့တဲ့မြင်ကွင်းမျိုးဖြစ်ပြီးဖိုးချီရဲ့နာမည်ကျော်ကြားမှုကိုပုံမခိုင်မာစေခဲ့ပါတယ်။ဘူရင်ကြီးတစ်ပါးရဲ့ဟန်ပန်အတိုင်းစင်စီးပြီးကြွချီလာတဲ့အခန်းဟာကြည့်ရှုတို့ရဲ့အဖို့ရုပ်ရှင်ကြည့်နေရသလိုမျိုးအနှစ်သာရကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဖိုးချီဟာဘယ်အချိန်ကြည့်ကြည့်ပရိသတ်ကိုအတိအစမ်းတွေပေးစွမ်းနိုင်သူဖြစ်တယ်လို့သူ့ရဲ့ဖန်တီးမှုတွေဟာဘယ်သူမှလိုက်မမီနိုင်တဲ့အဆင့်တန်းတစ်ခုမှရှိနေတာကိုဒီပွဲကတက်တယ်ပြလိုက်တာပဲဖြစ်ပါတယ်။ဘကိုးရွှေမော်တော်ဖျားပွဲလာပရိသတ်တွေအတွက်တော့ဖိုးချီရဲ့ဒီတင်ဆက်မှုဟာဘယ်တော့မှမေ့လို့မရနိုင်တဲ့အမှုပညာမှတ်တမ်းတစ်ခုဖြစ်သွားခဲ့ပါတယ်။